ဟိုဘက်နိုင်ငံရောက်ရင်တော့လာတာဒီလောက်ရမယ်ဟဲ့ငါတို့ကဒီလောက်စုမယ်ဒီလောက်တော့စားမယ်ဒါဆိုရင်ငါတို့ဘယ်နှစ်နှစ်အတွင်းအိမ်ပြန်မယ်ဆိုတဲ့လူတွေက2 နှစ်နေလို့လည်းအိမ်မပြန်နိုင်3 နှစ်နေလို့လည်းအိမ်မပြန်နိုင်4 နှစ်နေလို့လည်းအိမ်မပြန်နိုင်ဘာဖြစ်လို့အိမ်မပြန်နိုင်တာလဲဟမ်ညှို့မှန်းထားတဲ့လစားတွေရပါလျက်နဲ့ညှို့မှန်းထားတဲ့နှစ်ဒီမှာဘာလို့အိမ်မပြန်နိုင်တာလဲအချက်ကလေး2 ချက်ပဲရှိတယ်ပထမတစ်ချက်ကလူတိုင်းသိတယ်ရရဆဆဝါဝါမျိုးမျိုးလုံနေလို့သူများနိုင်ငံမှာနေဖုန်းကောင်းသားဝယ်တယ်နော်ဆိုင်ကယ်ဝယ်တယ်ကားဝယ်တယ်ဝယ်စားကောင်းတာဝယ်ဝတ်တယ်အစားကောင်းတာဝယ်စားတယ်နော်အခန်းငှားပြီးနေတာတော့ကိုယ်အိမ်လိုမျိုးမလို့အပ်တဲ့ပစ္စည်းတွေအကုန်ဝယ်ဖြည့်တယ်ဟဲ့တော့မှပြန်ရောက်မှာမဟုတ်ဘူးအဲ့လိုလူမျိုးတွေမသနာဘူးနောက်တစ်ခုကတော့နောက်တစ်မျိုးကတော့ချိုးချံချွေတာပြီးစုတယ်လာတာဘလောက်ရရမမနဲ့ကြက်ဦးပဲကြက်ဦးတချမ်းဟိုမနဲ့တချမ်းကိုနေလေအဲ့လိုခွဲစားတဲ့သူတွေလည်းရှိတယ်ဒါပေမဲ့အဲ့လောက်ထိချိုးချံချွေတာပြီးစုတာတောင်မြန်မာပြည်ပြန်မရောက်နိုင်တဲ့သူတွေရှိတယ်ဗျာဘလို့လူတွေလဲဆိုအနောက်ကမိန်းမနဲ့မိဘနဲ့မကောင်းတဲ့သူတွေမိန်းမဟာယောက်ျားနိုင်ငံခြားရှာပြီးပို့ပေးတာဆိုပြီးအဲ့ပတ်စံကိုဟိုရာဝဲဒီဟာဝဲဟိုဟာဖြုံဒီဟာဖြုံအိမ်ကြီးကြီးဆောက်ကားကောင်းသားဝဲဆိုင်ကယ်ကောင်းသားဝဲစီလူများထင်ကြည့်အောင်နေဟဲအဲ့လိုလူမျိုးတွေဖို့ကတော့မြန်မာပြည်ဘယ်တော့မှပြန်ရောက်မှာမဟုတ်ဘူးမြန်မာပြည်မှာလင်ပဲရှိမရပဲရှိကိုယ့်ရဲ့လောအားလာတာကိုတိုးပွားအောင်စုထားပေးတယ်ဆိုရင်ကိုရီမှန်းထားတဲ့နှစ်တစ်နှစ်မှာအိမ်ပြန်သွားကိုမြုံမှန်းထားတဲ့လာတာပတ်စံအပုံလိုက်ရှိရင်ကိုလှုပ်ချင်တဲ့လုပ်ငန်းကောက်လုပ်လို့ရပြီဟုတ်လားတိုးပွားအောင်လည်းမလုပ်ထားပေးဘူးရှာတဲ့ပတ်စံလည်းလောက်ငါအောင်လည်းစုထားမပေးဘူးသွားပြီပဲမိဘလည်းအဲ့တိုင်းပဲတချို့မိဘတွေငါသားလေးရနိုင်ငံခြားမှာငါသမီးလေးရနိုင်ငံခြားမှာလာဟဲ့ရှိသမျှအမျိုးအကုန်ခေါ်အိမ်ပေါ်တင်ဟိုဟာခေါ်ဒီဟာခေါ်ဖျားဘူးသွားဟိုသွားဒီသွားငါသားနိုင်ငံခြားငါသမီးရနိုင်ငံခြားနေလို့လာခဲ့အလူကြီးတွေလှုပ်ပြဘာအမှဖတ်မတင်ဘူးအိမ်ကြီးတွေဆောက်ပြညင်ကြီးလေးကနင်းညမလေးကလိုလို့တဲ့ဒီပစ္စည်းလေးဘယ်တော့မှမတတ်ပါဘူးဝယ်ပေးလိုက်ပါအဲ့ဒါနင်းအကိုတွေနင်းအမတွေပဲလေနင်းမောင်လေးတွေပဲလေဘယ်တော့မှမရှိပါဘူးဝယ်ပေးလိုက်ပါဟဲ့တော့မှအိမ်ပြန်ရောက်မှာမဟုတ်အရှိမအငတ်ခံပြီးရှာဖွေနေတဲ့သူရှိတဲ့အခါအနောက်ကချိုး